မိတ်ဆွေကဖုန်း screen ကိုတစ်ရက်မှာဘယ်နှစ်နာရီလောက်ကြာအောင်ကြည့်လေ့ရှိပါသလဲလူတစ်ယောက်ကတစ်ရက်ကိုဖုန်း screen ကိုဘယ်နှစ်နာရီကြာအောင်ကြည့်တာဒီတင့်တော်တယ်လေပြီးတော့လို့ရှိရင်အသက်အရွယ်လိုက်ဘယ်နှစ်နာရီလောက်ဖုန်း screen ကိုကြည့်လို့ရလဲဆိုတာလေးကိုဒီနေ့ဗီဒီယိုလေးမှာပြပြပေးပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့ပတ်စံတစ်ပြားမှမကုန်ပဲကျမ်းမာစီမဲ့နေ့ရက်လေးအကြောင်း28ရက်မြောက်နေ့ရဲ့ပြပြပေးမယ့်အကြောင်းအရာလေးက screen time ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ screen time ဆိုတာကဒီလူတစ်ယောက်ကတစ်ရက်ကိုဒီဖုန်း computer TV ပေါ့နော်ဒီ screen တွေကိုကြည့်တဲ့ total ကြာချိန်ကိုပြောချင်တာပါကျမ်းမာအပြင်သူတို့လေ့လာထားတာပေါ့နော်လူတစ်ယောက်ကတဲ့တရက်မှာ9နာရီလောက်ထိ screen time ကိုသုံးလို့ရှိပါတယ်တဲ့ဆိုလိုတာကတရက်ရဲ့3ပုံ2ပုံလောက်ထိကို screen time ယူတယ်လို့ပြောတာပါဒီတော့ကျွန်တော်တို့ဒီဖုန်းတွေ screen တွေကိုဖုန်း screen တွေ computer screen တွေကိုကြည့်တာကြာလာပြီဆိုရင်နောက်ဆက်တွဲအနေနဲ့ဒီမျက်လုံးတွေအားနေလာမယ်ပြီးတော့လို့ရှိရင်အထိုင်များလာတဲ့လှုပ်ရှားမှုနည်းလာတဲ့အတွက်ကြောင့်စီးကြိုတွေသွေးတိုတွေနောက်ဆက်တွဲယောဂါတွေဖြစ်လာနိုင်တယ်ဒီတော့ screen time ကို short ချခြင်းကလည်းကျန်းမာစေဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လူတစ်ယောက် screen time ဘယ်လောက်ထားသင့်သလဲဆိုတော့လူကြီးတွေအတွက်အရင်ပြောရရင်လူကြီးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အလုပ်ကိစ္စအတွက် screen time ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အလုပ်ကြောင့်ဒီ computer ကြည့်ရတယ်ဖုန်းကြည့်ရတယ်ဆိုတာကိုဖယ်လိုက်လို့ရှိရင်တခြားအပန်းဖြေနားယူဖို့အတွက်ကြည့်တဲ့ screen တွေဥပမာရုပ်ရှင်ကြည့်တဲ့ game ဆော့တယ် TikTok တွေ Facebook တွေကြည့်တယ်ပေါ့နော်အဲ့ဒါကိုတဲ့တရက်မှာ2နာရီထက်မပိုသင့်ပါဘူးတဲ့ဒါကလူကြီးတွေအတွက်ပြောတာပေါ့နော်ကလေးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်2နှစ်အောက်ကလေးတွေမှာလုံးဝ screen time မပေးသင့်ဘူးအကယ်၍ဗီဒီယိုကောပြောတယ်ပေါ့နော်လူကြီးမိဘတွေနဲ့ဒီလိုမျိုးပြောတဲ့ခဏဆိုရင်တော့ရတယ်ပေါ့နော်အဲ့တော့ကျန်တဲ့အချိန်တွေမှာလုံးဝ screen ပေးမကြည့်သင့်ဘူး2နှစ်ကနေ9နှစ်အရွယ်ကလေးတွေမှာဆိုလို့ရှိရင်တော့ screen time ကတရက်ကို1နာရီထက်ပိုပြီးတော့မပိုသင့်ဘူးအဲ့ဒီ1နာရီပေးတဲ့အချိန်မှာလည်းလူကြီးမိဘအောက်ထိပ်လူနဲ့အတူတူကြည့်သင့်တယ်ပေါ့နော်ကျွန်တော်တို့လူကြီးတွေအတွက်ပဲဆက်ပြောရလို့ရှိရင်လူကြီးတွေမှာဆိုလို့ရှိရင်တော့ဒီ screen time ကပြင်းပြအပြင်2နာရီထက်ပိုလာပြီဆိုတာနဲ့ဒီလက္ခဏာတွေပေါ်လာပြီးညဘက်ဒီအိမ်မပြောတော့ဘူးစိတ်ပီစီမှုတွေများလာမယ်ပြီးတော့လို့ရှိရင်ဒီမျက်စိတွေညောင်းညာကြိုက်ခဲခေါင်းကိုက်စကြောတက်စသဖြင့်လက္ခဏာတွေဖြစ်လာပါလိမ့်မယ်နေ့စဉ်ရက်ဆက်တာကိုမသိဘဲနဲ့လှုပ်လာခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ဆက်တွဲပို့ပြီးတော့ကြီးမားတဲ့ယောဂါတွေဖြစ်လာနိုင်တယ်ဒီတော့ကိုယ့်ရဲ့ screen time ဘယ်လောက်ရှိလဲဆိုတာကိုစစ်ဆေးကြည့်ပါအဲ့တော့တချို့ဖုန်းတွေရဲ့ application setting ထဲမှာဆိုလို့ရှိရင် screen time ကိုကြည့်လို့ရပါတယ်ကိုကဘယ် application ဘယ်လောက်သုံးနေရဆိုတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးဝင်ကြည့်ပြီးတော့လို့ရှိရင်ကိုကတော့ဘယ် screen time တွေ short မယ်ဆိုတာမျိုးကြည့်တင်ပါတယ်နော်အဲ့တော့ဒီနေ့ပြောတဲ့ဗီဒီယိုလေးကအားလုံးအတွက်ကြိုးရှိမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်